ကာရဘောမှာမြတ်စွာဘုရားယဟန်တွေခြံရံပြီးတော့အဲ့ဒီယဟန်တွေထဲမှာရှင်အနန္ဒာလည်းပါတယ်အဲ့ဒီမန္လာတိုင်းဘက်ကိုမြတ်စွာဘုရားခီးဒေသစာတွေကြွားချီတဲ့အခါကျတော့အဲ့ဒီမန္လာမင်းသားတွေလိတ်ရွှေမင်းသားတွေအဲ့သူတို့ကမြတ်စွာဘုရားနဲ့ယဟန်တန်ဃာကိုကြိုးကြရမယ်ကြိုးဆိုကြရမယ်မကြိုးဆိုလို့ရှိရင်ဓာန်ငွေ900တက်မယ်ဆိုတော့သူတို့ရဲ့ကြိုးစပွဲကိုစီကားစေခြင်းလို့အဲ့လိုလုပ်တာဒါအကုန်လုံးမင်းသားတွေလာပြီးတော့ကြိုးကြရတာတချို့လည်းပဲစိတ်ပါလက်ပါတချို့လည်းပဲဓာန်ရိုက်မှကြောက်လို့လာရတာဟုတ်လားအဲ့ဒီထဲမှာရောဇဆိုတဲ့မန္လာမင်းသားတယောက်ပါတယ်အဲ့ဒါကလူဘဝတုန်းကရှင်အနန္ဒာနဲ့တငယ်ချင်းပဲအရန်ရှင်နေတယ်အဲ့ဒီရောဇနဲ့ရှင်အနန္ဒာတွေ့တဲ့အခါကျရှင်အနန္ဒာကဝမ်းသာအားရပါတော့ငယ်တငယ်ချင်းဆိုတော့အာမင်ယရဏ၃ပါးကိုဒီလိုမြတ်မြတ်နုံနုလာကြိုးဆိုတာကောင်းတယ်လို့သူကပြောတော့မဟုတ်ဘူးတဲ့ငါတန်ရိုက်မှကြောက်လို့လာတာတဲ့နော်ဖရာတရားတန်ခါကိုသူ့စိတ်ထဲမှာတန်ဖိုးထားတာမရှိဘူးတဲ့ငါတန်ရိုက်မှဆိုလို့ကလာတာအဲ့လိုလည်းပြောလိုက်ရောရှင်အနန္ဒာကတော်တော်ကိုစိတ်မကောင်းဖြစ်သွားတယ်နော်အဲ့ဒါနဲ့မြတ်စွာဘုရားကိုသွားလျှောက်တာရှင်အနန္ဒာတပါးတဲ့မြတ်စွာဘုရားတဲ့ရောဇမာလာမင်းသားပင်ကိုစိတ်ဓာတ်ကောင်းပါလေရောနော်ရောဇလိုပုဂ္ဂိုလ်မျိုးသာသနာတော်ကိုကြီးညိုမယ်ဆိုရင်သူ့အတွက်လည်းအများကြီးအကျိုးများမယ်သာသနာတော်အတွက်လည်းအများကြီးအကျိုးများနိုင်ပါတယ်ဒါကြောင့်မြတ်စွာဘုရားရောဇကိုကြီးညိုလာအောင်မြတ်စွာဘုရားဆောင်ရွက်ပေးတော်မူပါလို့အဲ့လိုတောင်းပန်တယ်အဲ့တော့မြတ်စွာဘုရားကအနန္ဒာတဲ့ရောဇလိုပုဂ္ဂိုလ်ကိုဒီယတနာမြတ်သုံးပါးကိုကြီးညိုလာဖို့အတွက်ငါမှဘာခက်ခဲမှမရှိဘူးတဲ့ယုံကြည်မှုပြည့်နဲ့ပြောတာနော်မြတ်စွာဘုရားဟုတ်လားအဲ့ဒါဘာလို့တုံးဆိုတော့မြတ်စွာဘုရားမေတ္တာပို့တာတဲ့ဒီတတ္တလောကကြီးတစ်ခုလုံးမှာဖြန့်ထားတဲ့မေတ္တာဓာတ်ကိုအဲ့ဒီရောဇတယောက်တည်းရဲ့အပေါ်မှာစူးစိုက်ပြီးတော့ပို့လိုက်တယ်တဲ့နော်အောတိတအနောတိတမေတ္တာတွေဆိုကြားဘူးတယ်မဟုတ်လားနော်ရည်ရွယ်ပြီးတော့ပို့တာရှိတယ်မရည်ရွယ်ဘဲနဲ့အလုံးကိုဖြန့်ပြီးတော့ပို့တာရှိတယ်တစုံတစ်ယောက်ပေါ်မှာပို့တာရှိတယ်အလုံးပေါ်မှာမချာနာဘဲနဲ့ပို့တာလည်းရှိတယ်ပဲမေတ္တာပဲဖြစ်ဖြစ်မေတ္တာပါပဲဟုတ်လားအဲ့လိုမျိုးရည်ရွယ်ချက်ရှိရှိနဲ့စူးစိုက်ပြီးတော့ပို့လိုက်တော့ရောဇရဲ့စိတ်ဓာတ်ကပြောင်းသွားတယ်အံ့ဩစရာနော်မေတ္တာပို့ရင်ရောက်သလားဆိုတဲ့မိဂုံးရဲ့အဖြေပဲဒါအာဂမယုတ်တိကြရရောက်သွားတယ်ဟုတ်လားသူ့ရဲ့စိတ်ဓာတ်ကိုပြောင်းလဲသွားတယ်မြတ်စွာဘုရားရဲ့ပုံမှာချစ်ခင်မှုမြတ်နိုးမှုအကြီးအကျယ်ဖြစ်လာတယ်အံ့ဩစရာပါပဲအဲ့ဒါကျမ်းစာထဲမှာဘလို့မတန်းတင်ထားလဲဆိုတော့မအေးပြောက်လို့ရှာတဲ့နွားပေါက်စလေးလို့ကိုဖြစ်နေတယ်တဲ့ရောဇာကမြတ်စွာဘုရားကိုလိုက်ရှာနော်အင်းလေးကိုမရအောင်အဲ့ဒါကြောင်းဝင်တဲ့ကြောင်းတွေမြတ်စွာဘုရားဘယ်မှာလဲမြတ်စွာဘုရားဘယ်မှာလဲလိုက်ရှာစောတော့ကတန်ရိုက်မှာကြောက်လို့လာရတယ်ဆိုတဲ့လူကအဲ့လိုဖြစ်သွားတာဟုတ်လားအဲ့ဒါနဲ့မြတ်စွာဘုရားရှိတဲ့ကြောင်းကိုညွှန်ပြတော့အဲ့ဒါမြတ်စွာဘုရားတကားခောက်တော့အဲ့ဒီမှာမြတ်စွာဘုရားသူ့ကိုတရားဟောတော့အဲ့မှာသောတာပန်ဖြစ်တယ်နော်အဲ့တော့ပြောချင်တာကဒီမေတ္တာတရားရဲ့စွန့်ရည်တတိလူတွေရဲ့ချစ်ခင်မြတ်နိုးမှုကိုလွယ်လွယ်လေးရနိုင်တယ်ဆိုတာကိုပြောချင်တာအဲ့နောက်တော့ပေရောဇာဟာဒီမေတ္တာတရားကိုပဲအကြောင်းခံပြီးတော့နော်အကြီးအကျယ်ပြောင်းလဲသွားတဲ့သူတော်ကောင်းတယောက်ဖြစ်သွားတာပဲဒါကိုလည်းနားလည်ဖို့လိုတယ်ပေါ့နော်